အဲ့တော့ကျွန်တော်ဒီ text to image မှာပေါ့နော်ပုံတွေထုတ်တဲ့နေရာမှာသူက ဒီ prompt တွေကိုမြန်မာလိုရေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ prompt ကိုမြန်မာလိုရေးလိုက်တယ်ရေးတာကိုကျွန်တော်တို့ကဒီမှာ translate ဆိုတာနေလိုက်ပါတော့ translate ကိုနေလိုက်တယ်ဆိုရင် auto init လို့ prompt ပြောင်းပေးသွားတယ်เนาะအဲ့ဒါဆိုရင်ဒါက translate လုပ်တာပြီးတော့ဒီ translate ရပေါ်မှာဒီကောင်လေးရှိရပါတော့ဒါလေးရပါလေဆိုတော့ enhance လုပ်ပြီးရเนาะ prompt ကိုပို့ကောင်းတဲ့ prompt ကို suggestion လုပ်ချပေးရဟိုမှာ prompt 3ခုပေါ့เนาะအဲ့ဒါကိုဘယ်ဟာတိုက်တဲ့ prompt တစ်ခုကိုရွေးပြီးတော့မှာကျွန်တော်နေတယ်ပေါ့နော်ဒီအောက်မှာ image site เนาะ image site ကိုကြိုက်တဲ့ site ရွေးပြီးတော့ဒီမှာကျွန်တော် image ဆိုတာနေလိုက်เนาะအဲဆိုရင် quality ပို့ပြီးတော့ဒါ quality ကောင်းတဲ့ပုံကိုထုတ်ပေးလိုက်မယ်โอเคเนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကเนาะ prompt ကိုမြန်မာလိုရေးရဆိုရင်เนาะ translate လုပ်လို့ရတယ်เนาะ translate ကိုနေလိုက်အဲဆိုရင် init ကိုပြောင်းပေးတယ်ပြီးတော့ဒီမှာ suggestion process သူရဲ့ translate ရပေါ်က button လေးရှိမယ်เนาะဒီဟာလေးကိုနေလိုက်တယ်ဆိုရင်เนาะ prompt suggestion ဒီကိုရေးတဲ့ prompt ကိုပို့ပြီးကောင်းအောင်လို့ပေါ့เนาะပုံကောင်း result ကောင်းရအောင်လို့ AI ကနေပြီးတော့เนาะ suggestion လုပ်ပေးတယ်เนาะအဲ့ဒါကိုသူလုပ်ပေးတဲ့ prompt ကိုရွေးပြီးတော့ထုတ်လို့ရတယ်โอเคအဲ့ဒါကိုကျွန်တော်တို့က video လုပ်မယ်ဆိုရင် use this image ကိုနေလိုက်ပါเนาะအဲ့ဒါဆိုရင်เนาะကျွန်တော်တို့က image to video နဲ့ရောက်သွားလိမ့်မယ်เนาะအဲ့မှာလည်းခုနကလိုပဲเนาะ prompt ကို translate လုပ်လို့ရတယ် suggestion တောင်းလို့ရတယ်เนาะโอเค